ဆိုပါတယ်အတူတူစတင်လိုက်ကြရအောင်ထမ်ဟေလူဒီနေ့ဘောလုံးသွားကစားမလားလီယို sorry ထမ်ငါဒီနေ့မကစားနိုင်ဘူးထမ်ဘာလို့လဲအလုပ်ရှုပ်နေလို့လားလီယိုအင်းငါအဖေငါကိုလာကြိုးလိုက်မယ်ငါတို့ရုပ်ရှင်ရုံသွားကြမလို့ထမ်ဝါပြောစရာကြီးပဲကောင်းပြီလေဒါဆိုဘိုင်ဘိုင်လီယိုဘိုင်ဘိုင်မနှက်ဖြန်မှတွေးကြမယ်လီယိုညနေငါသူညနိုင်ရှိပြီအဖေကအမြဲတမ်းအချိန်တိကျပါတယ်ရုပ်ရှင်အစ်စ်ကြည့်ရတော့မယ်ဆိုတော့တိတ်ဆိတ်လှုပ်ရှားတာပဲအဲ့ဒါကလမ်းပေါ်မှာမောင်းနေတဲ့စူပါရိုဘော့အကြောင်းပါစိတ်ထဲတိတ်ကြည်နူးတာပဲ Dad အသန်ဟုတ်တယ်လူဒီရုပ်ရှင်ကိုကြိုက်မှာပါငါလက်မှတ်2ဆောင်တောင်ဝယ်ထားပြီးပြီဟိုငါတို့ဘာလို့ရက်သွားတာလဲဟိုမှာကြည့်စပါဦးကားတွေအများကြီးပဲလေယိုအင်းညနေ9:30နာရီရှိပြီအဖေပဲရောက်နေတာပါလေပေါက်ဆုပ်ဝယ်နေတာများလားဒါမှမဟုတ်ကားပါကင်ထိုးနေတာများလားငါနည်းနည်းထက်ဆောက်ပါဦးမယ်။အိုးဘိုက်ထဲကဂူးဂူးနဲ့အတန်မြင်နေပြီးဘိုက်စာလိုက်တာ။ဒါထူးဆန်းတယ်။အဖေကဘယ်တော့မှမနောက်ကြပါဘူး။ငါ့ကိုမေးသွားတာများလားဒန်အတန်သွားကြပါကွာသွားပေးကြပါကျေးဇူးပြုပြီးဟေ့ပြာတာကြီးလမ်းမလူနဲ့လေ။ကိုမဟုတ်တော့ဘူးရင်ကြောတွေတိတ်ပိတ်နေတာပဲ။ငါတို့လုံးဝသွားလို့မရတော့ဘူး။လေအောင်ပါညနေ9:45နာရီရှိပြီရုပ်ရှင်က6သူညနာရီမှာစတော့မှဒန်အဒန်လီယိုငါကိုစောင့်နေတော့မှာပဲသူကြောက်နေတော့မယ်ငါ Grace ဇနီးစီဖုန်းဆက်ရမယ်အိုမဟုတ်သေးပါဘူးဘက်ထရီကုန်တော့မယ်ကျေးဇူးပြုပြီးဖုန်းမတည်သွားပါနဲ့နော်ငါအာတွင်ကြိုးဘယ်မှာပါလိမ့်လက်အိတ်ထဲတဲ့အဆွဲထဲမှာများလားမဟုတ်ဘူးရုံးမှာကြံခဲ့တာပဲဖုန်းတည်သွားပြီးကက်ဆိုင်တာပဲလီယိုအင်းနောက်ကျသွားပြီးဒါဆိုဒီနေ့ရုပ်ရှင်မကြည့်ရတော့ဘူးပေါ့အဖေဘယ်မှာလဲမောင်လာပြီးအေးလာပြီး Security guard လီယိုမင်းလားဘာလို့ဒီမှာရှိနေသေးတာလဲလီယိုမင်္ဂလာပါမစ္စတာလုံခြုံရေးမှုတားရဲ့မိဘတွေရောက်မလာသေးလို့ပါတားစိတ်ပူနေတယ် Security guard စိတ်မပူပါနဲ့ရောဦးဖုန်းကိုတုံးလိုက်မိဘတွေကိုဖုန်းဆက်လိုက်လေယိုမင်္ဂလာပါကျေးဇူးပြုပြီးဖုန်းကိုကင်ပါအဖေရဲ့အတန်မက်ဆေ့ချ်စီရောက်သွားပြီးအဖေဖုန်းပိတ်ထားတယ် Security guard မင်းအမေစီဖုန်းဆက်ကြည့်ပါလားလေယိုအမေလည်းမကင်ဘူးကားမောင်းနေလို့ဖြစ်ပါလိမ့်မယ်ကားတွေတိတ်ပိတ်နေလို့ဖြစ်ပါလိမ့်မယ်သူတို့မကြခင်ရောက်လာမှာပါကြည့်ပါဦးအဝါရောင်တက်စီကားတစ်စီးခဏလေးအမေကတားကိုတက်စီစီးတင်ပေးထားဘူးတယ်ပြီးတော့တားလိပ်စာလည်းတည်တယ်မစ္စတာလုံခြုံရေးမှူးသားအဖေစီဖုန်းထပ်ဆက်ဖို့ဖုန်းခဏငှားလို့ရမလား Security guard ဟာမဟုတ်ဘူးလေလေယို message ပို့ချင်လို့ပါအဲ့ဒါကပိုမြန်ပါတယ်အမေဖေစိတ်မပူကြပါနဲ့တားတက်စီစီပြီးအိမ်ပြန်လာနေပါပြီတဲ့ပို့လိုက်ပြီးခုတော့သူတို့တည်သွားပြီး Security guard တော်လိုက်တဲ့ကောင်လေးကဲအဲ့ဒီတက်စီကိုတားလိုက်ရအောင် Security guard တက်စီSecurity guard တတိထားနော်လီယိုအိမ်ကိုဘေးကင်းပြန်ပါလီယိုဘိုင်ကျေးဇူးတင်ပါတယ် Taxi driver ညချမ်းပါလူငယ်လေးမိဘတွေဘယ်မှာလဲလီယိုမင်္ဂလာညချမ်းပါတားဒီနေ့အိမ်ကိုတယောက်တည်းပြန်မလို့ပါ Taxi driver အိုမင်းတိတ်တက်တိရှိတာပဲမင်းတက်စီနေတာမိဘတွေသိရဲ့လားလီယိုဟုတ်သားသူတို့စီ message ပို့ထားပြီးပါပြီ Taxi driver တော်တယ်ကောင်းလေး Well တာတုထိုင်ကုန်ခါပတ်ထားတာအကောင်းဆုံးပဲအမေကပြောဖူးတယ်ဘေးကင်းရေးကအဓိကတဲ့ကျေးဇူးပြုပြီးသားကိုအမှတ်123ခရီးစထရီခရိုင်တက်စီပို့ပေးပါလမ်းကိုသိရဲ့လားခမ Taxi driver အမှတ်123ခရီးစထရီတန်းကြံကြီးနားမှာလားလျော်ဟုတ်ပါတယ်တန်းကြံကိုကြော်သွားပြီးမုတ်ဖုတ်ဆိုင်နားမှာဘဲဘက်ကွေ့လိုက်ပါ Taxi driver ကောင်းပြီသွားကြစို့လျော်ဦးလေးဒရိုင်ဘာဘာလို့မီနီတွေဒီလောက်များနေတာလဲ Taxi driver ရုံးစင်းချိန်မို့လို့ပါကောင်းလေးရဲ့မင်းလိုပဲအားလုံးအိမ်ပြန်နေကြတာလေလျော်တားဖေလဲကားမောင်းနေတာပဲသူလဲဒီလိုရင်ကြောပိတ်ဆို့မှုထဲမှာပိတ်မိနေတာဖြစ်မှာပါဒါနဲ့ဦးလေးအဲ့ဒီဆက်ကဘာဆက်လဲ Taxi driver အဲ့ဒါကမီတာဆက်လို့ခေါ်တယ်
မိုင်းနှုံးနဲ့ကြားတင်ငွေကိုတွက်ပေးတာလေးကိုခုလေးပြနေပြီးမြင်မြန်တက်သွားတာပဲ tax side driver မစိုးရိမ်ပါနဲ့ရောက်ခါနေပါပြီ tax side driver ကရောက်ပါပြီအမှတ်123ကရေး street ဘေးကင်းကင်းရောက်လာခဲ့ပြီးလေးကိုမီတာမှာ9ပြနေတဲ့လေးကိုဒီမှာ10တန်ဆက်ကူပါ taxi driver ရောပြန်အန်းငွေ9နဲ့ပြေစားလေးကိုကျေးဇူးတင်ပါတယ်ဦးလေးတာယာတော့ညချမ်းဖြစ်ပါစေ dad Ethan Leo ဖုန်းကင်ပါဦး security guard ဆရာကျေးဇူးပြုပြီးစိတ်အေးထားပါအောင်မနေပါနဲ့ဆရာကလူရဲ့အဖေလားသူည631 dad Ethan ဟုတ်ပါတယ်ကျွန်တော်အသမ်းပါကျွန်တော်သားပဲမှာလဲ security guard ဘာလို့ဒီလောက်တောင်နောက်ကျရတာလဲကောင်းလေးခမရအကြာကြီးစောင့်ခဲ့ရတာ dad Ethan ကျွန်တော် security guard စိတ်မပူပါနဲ့သူဘေးကင်းပါတယ်တက်စီ CB အိမ်ပြန်သွားပါပြီ dad Ethan အိုတက်စီဖះသခင်ကိုကျေးဇူးတင်ရတော့မယ်အိမ်ကိုအမြန်ပြန်ရမယ်မဲရအင်္ဂလိပ်တာရတော့အင်္ဂလိပ်အမှုပညာပြိုင်ပွဲကတိတ်ပျော်စရာကောင်းတာပဲမေဒိုင်လူကြီးကတားရဲ့ပကြီးကားကိုသဘောကျတယ်တဲ့ Mom Grace ဟုတ်တယ်တားရဲ့ကာလာဆိုးထားတာတွေလှတယ်လို့သူပြောသွားတယ်လီယိုမင်္ဂလာပါမေမင်္ဂလာပါမေရဟိုင်းလီယိုဟိုင်းဒါနဲ့အဖေဘယ်မှာလဲကားပါခင်သွားထိုးနေတာလားလီယိုဟာမဟုတ်ဘူးမေရအဖေမပါဘူးလား Mom Grace ဘာကိုဆိုလိုတာလဲမင်းကိုဘသူအိမ်လိုက်ပို့တာလဲလီယိုတားတက်စီစီးပြီးတော့အိမ်ကိုတယောက်တည်းပြန်လာတာ Mom Grace တယောက်တည်းတက်စီစီးပြီးတော့လားအိုးဖះသခင်လေးတော့မင်းအဆင်ပြေရဲ့လားလေယောတားအဆင်ပြေပါတယ်အမေပေးထားတဲ့မုံဖိုးနဲ့ပတ်စံပေးခဲ့တာ Mom Grace မင်းအမေကိုလန့်သွားအောင်လုပ်လိုက်တာပဲဒါပေမဲ့ဘေးကင်းကင်းရောက်လာလို့ဝမ်းသာလိုက် Mom Grace စိတ်လျှော့ပါအခုသားလေးဘေးကင်းသွားပါပြီဒီနေ့အကြောင်းကိုငါတို့ဘယ်တော့မှမေ့မှာမဟုတ်ဘူးနောက်တစ်ခါကျအချိန်နဲ့လမ်းအခြေအနေကိုစစ်ဆေးပါဒီနေ့ကိစ္စကရှင်မစင်ကြလို့ဖြစ်တာမဲ့ဒါပေမဲ့အမေရဲ့ဒီနေ့လောက်ကတိတ်တော်တာပဲစူပါဟီးရိုးလေးကြနေတာပဲ Mom Grace ဟုတ်တယ်မင်းတိတ်တော်ပါတယ်လေယောဒါပေမဲ့အပြင်မှာတယောက်တည်းသွားတာအန္တရာယ်များတယ်ဆိုတာမှတ်ထားပါနောက်တစ်ခါကြသတိထားပြီးမိဘတွေကိုစောင့်ပါဟုတ်ပြီလားလေယောဟုတ်ကဲ့ပါအမေသားကတိပေးပါတယ် Mom Grace မိဘများရှင်ကလေးတွေကိုတွားကြိုဖို့အချိန်ကိုတတိထားကြပါပြီးတော့ဘေးကင်းအောင်နေထိုင်ပြီးဘဝသင်ခန်းစာတွေကိုလည်းသင်ပေးကြပါလီယိုဒီနေ့သားမှာတိတ်ဆိတ်ဝင်စားစရာကောင်းတဲ့တက်စီခီးစဉ်ရှိခဲ့ပါတယ်ဒါပေမဲ့တငယ်ချင်းတို့ရေသားလို့တယောက်တည်းတော့မတွားကြပါနဲ့နော်မိဘတွေကိုစောင့်ကြပါလီယိုငါတို့ရဲ့ဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ share လုပ်ပေးကြပါဦး subscribe လုပ်ဖို့မမေ့နဲ့နော် Dad Ethan Ethan အာယုံစိုက်ပါမင်းလုံနိုင်ပါတယ်အဆင့်တက်ဂျုံမုံကိုစလုံးထဲထည့်ပါလွယ်လွယ်လေးပါကဲဒါကဘာလို့ပိတ်နေတာလဲDad Ethan မဟုတ်တော့ဘူးငါဘာမှမမြင်ရတော့ဘူးလို့အဖေအဲ့ဒါဘာအတန်လဲငလင်လုံနေတာလားမဲရဝါမိဖို့ချောင်ကိုကြည့်စပါဦးအကြီးအကျယ်ရှုပ်ပွားနေတာပဲလီယိုအဖေကျမ်းပြင်ကိုကြည့်ပါဦးဘာဖြစ်တာလဲ Dad Ethan မင်္ဂလာနံနက်ခင်းပါကလေးတို့မတော်တဆလေးနည်းနည်းဖြစ်သွားတာပါမဲအဖေအဲ့ဒီကြက်ဥတွေကရောမနှက်စာချက်နေတာလား Dad Ethan မဟုတ်ပါဘူးလီယိုရဲ့ငါကိတ်မုတ်ဖုတ်ဖို့စူးစမ်းနေတာဒါပေမဲ့ဂျုံမုတ်တွေကငါ့ကိုရံမှုသွားတာLyle ကိတ်မုတ်ဟုတ်လားဘာလို့မနက်9နာရီမှာကိတ်မုတ်ဖုတ်နေတာလဲ Dad Ethan ဒီနေ့ပါနေလဲဆိုတာကလေးတို့သိကြလားမဲဟုတ်ဒီနေ့က February 14 ရက်လေ Dad Ethan ဟုတ်တယ်ဒီနေ့ကချစ်သူများနေ့ Valentine's Day လေအမေလဲဒီနေ့အိမ်ပြန်လာတော့မှ Leo Valentine's Day ဟုတ်လားအဲ့ဒါကိတ်မုတ်စားရတဲ့ပွဲတော်နေလား Dad Ethan အဲ့ဒါကအထူးသီးသန့်စေတနာထားရတဲ့သူတွေကိုချစ်ချင်းမေတ္တာပြသတဲ့နေ့ပါအမေခီးထွက်နေတာတပတ်ရှိပြီလေအဖေသူ့ကိုလွမ်းတယ် surprise လုပ်ပြီးသူ့ကိုပြောအောင်ထားချင်တာမဲချစ်စရာလေးပါအဖေရဲ့ဒါဆိုအဖေကအမေအတွက် Valentine ကိတ်မုတ်ဖုတ်ချင်တာပေါ့ Dad Ethan ဟုတ်တယ်ဒါပေမဲ့ကြည့်ပါဦးငါကြရှုံးသွားပြီးငါကိတ်မုတ်ဖုတ်တာမတော်ပါဘူးLeo စိတ်မကောင်းမဖြစ်ပါနဲ့အဖေ
သားတို့ကူညီပေးပါမယ်မဲရဟုတ်တယ်ငါတို့ကအတင်းတင်းပဲလေအမေအတွက်အကောင်းဆုံးကိတ်မုံမုတ်ဖုတ်ကြရအောင်လီယိုအမေကို surprise လုပ်မိစစ်စင်ရေးစတင်ပြီး dad အတန်ကောင်းပြီးအတင်းသားတို့ညစ်ပတ်နေတဲ့မိဖို့ချောင်ထဲမှာငါတို့မုံမဖုတ်နိုင်ဘူးပထမဆုံးဒီရှုပ်ပွားနေတာတွေကိုရှင်းရမယ်လီယိုဂျုံမုံတွေကိုလဲတုတ်တုတ်နင်းတွေရေးဘိုင်မဲရအကျက်ဥတွေကိုကောက်လွယ်လေးမခွဲပြစ်နဲ့နော် dad အတန်အိုပါဆယ်လာပို့တာပဲငါကိတ်မုံအတွက်ကုန်ကျန်းအစ်စ်တွေမှာထားတာဒါပေမဲ့ငါလက်တွေမှာအမြုပ်တွေပြည့်နေတယ်ဘသူသွားယူပေးမလဲလိတ်အောင်သားသွားယူမယ်ဘာလဲကြည့်ရအောင် delivery person Grace ရဲ့မိသားစုအတွက်ပစ္စည်းရောက်ပါတယ်လေကျေးဇူးတင်ပါတယ်အိုးလေးလိုက်တာကြောက်ခဲတွေအတိုင်းပဲကူပါဦးပစ္စည်းအိတ်ကြီးကငါ့ကိုအနိုင်ယူနေပြီးတက်တန်းငါရပါပြီသားဝါအထဲမှာကုန်ကျန်းတွေအများကြီးပဲစစ်ဆေးကြည့်ရအောင်တကြားရှိပြီး strawberry ရှိပြီး whipping cream ရှိပြီးဆန်ပဲအခုငါတို့စီမှာအားလုံးရှိသွားပြီးမုတ်ဖုတ်ကြရအောင် dad အရင်အစင်တကြုပ်ကိုစလုံးနဲ့ခွဲထည့်ပါလျော်မင်းလက်ဝေကို post အခုံပါဝင်သွားပြီးဒါပေမဲ့ရပါတယ်ပြန်ဆယ်ထုတ်လိုက်မယ်မဲရစေးကြောတာပြီးအခုအချောက်ခံဖို့ခါလိုက်မယ်ခါမဲအဖေကျေးဇူးပြုပြီးညင်တလုပ်ပါ strawberry တွေကတိတ်ပြော့တာကြိုးကြည်လွယ်တဲ့ dad အတန်ကေဂျုံမုံနဲ့ကြက်ဥကိုမှွေလိုက်မယ်လောက်တိတ်ကျဲနေတယ်လို့ပဲအချိုတက်လည်းမရှိသေးဘူးတကြားထက်လို့တဲ့တူည73တူည2လုံးတကြားစွမ်းအားချုံမြိန်သွားစီမဲရငွေစဝိုင်းပုံမွေလေယောငါမုံနှစ်ကိုနေမယ်ငါမှကြွသားတွေတက်ပါတယ်စောင်းရသည်ရောက်လာပြီမဲရလေယောငါရုပ်ပြောင်နှင်းလူသားဖြစ်သွားပြန်ပြီး dad အဒန်ပေါရဲထဲလိုက်ပြီးအခုဆောင်ယုံမဲ့ dad အဒန်တာလာလက်ရမွန်ကြီးလေယောအဖေစပြုံးနဲ့တူနေတယ်တက်မလာဘူးအီကြီးဖြစ်နေတယ်ဘာလို့လဲ dad အတန်အိုမဟုတ်သေးပါဘူးငါအပူပေးဖို့ခလုတ်ဖွင့်ဖို့မေးသွားတယ်မဲရပေါင်းအိုးမဖွင့်ရင်ကိတ်မုတ်ကကြက်မှာမဟုတ်ဘူးလေဖေရဲ့ဝေကိုအမြင့်ဆုံးစွမ်းအားမြန်ကြက်အောင်ချက်မယ်မဲရအနက်ရလားဝေကိုကိတ်မုတ်တူးတဲ့အနက်နဲ့တူတယ်အိုမဟုတ်ဘူးတူးသွားပြီးကြောက်ခဲမဲကြီးဖြစ်သွားပြီးမဲရအခုငါတို့ဒီကြောက်ခဲကြီးနဲ့ဘောလုံးကစားလို့ရပြီ dad အဒန်နောက်တစ်ချိန်ထပ်လုပ်မယ်တတိယအချိန်ကတော့အောင်မြင်မှာပါ dad အဒန်အချိန်ဆက်ကိုကြည့်ထားပါ180ဒီဂရီမိနစ်20မဲရအားပြီးသွားပြီဝါရောက်ရဲငါတို့လုံနိုင်ခဲ့ပြီမဲရမွေးနေတာပဲ dad အဒန်ကေအခုကိတ်မုံကိုအလှဆင်ဖို့အချိန်ရောက်ပြီးဝေကိုကိတ်မုံကစောင်းနေတဲ့အဖေနွမ်းနယ်နေတဲ့ရုပ်ပေါက်နေတဲ့ dad အဒန်အဲ့ဒါအမှုပညာစံတာပါလူရဲ့အဖြူရောင်ခရင်တွေနဲ့ဖုံးလိုက်ရအောင်မဲရ strawberry ကိုအလဲမှာတင်လိုက်အချစ်အတွက်အနီရောင်လေးကိုနေရာတိုင်းမှာ sprinkle တကြားပွင့်လေးတွေဖြူးမယ်မဲရအယောင်ဆုံးသွားအောင်လုပ်မယ် dad အဒန်လှတော့လှတယ်ဒါပေမဲ့ရှုပ်ပွားနေတာပဲမဲရဒီမှာဘောလုံးတွေဟိုမှာပန်းပွင့်တွေ romantic ဆန်သွားပြီးလီယိုအမေအိမ်ရောက်ပြီး dad အဆန်မြန်မီးတွေပိတ်လိုက်ဆိုဖာနောက်မှာပုံနေကြ mom Grace မင်္ဂလာပါဘာလို့ဒီလောက်မှောင်နေရတာလဲအဒန်ကလေးတို့အားလုံးပဲရောက်နေကြတာလဲ surprise mom Grace အိုဖျားသခင်ဒါဘာတွေလဲ dad အဒန်ချစ်သူများနေမှာပျော်ရွှင်ပါစေချစ်သူရဲ့အိမ်တို့ကြိုဆိုပါတယ် mom Grace ဒီကိတ်မုံကိုရှင်တို့ဖုတ်ထားတာလားလီယိုဟုတ်တယ်ငါတို့ဆက်လုပ်တုန်းကနှစ်ကြိမ်တောင်ပျက်စီးသွားတာအမေရဲ့မဲနည်းနည်းတော့ရှုပ်ပွားနေတယ်လို့ပဲအမေဒါပေမဲ့ငါတို့အကောင်းဆုံးစူးစမ်းထားတာပါ mom Grace မြည်ကြည့်ပေးရစေအရသာရှိလိုက်တာချိုပြီးပြောအိနေတာပဲဒါအကောင်းဆုံး Valentine လက်ဆောင်ပါပဲ
Mom Grace အိုး အဲ့ဒါဘာတန်လဲမိဖို့ကြောင့်ထဲမှာကြောင်ရောက်နေတာလား Dad Ethan ကြောင့်မဟုတ်ပါဘူးမိမရေငါတို့တခုမေ့သွားတယ်တန်ရှင်းရေးလုပ်ဖို့ Mom Grace ငါတိတာပေါ့မုတ်ဖုတ်ထားတော့မိဖို့ကြောင့်ရှုပ်နေတာပေါ့ရပါတယ်ပြဿနာမရှိပါဘူးတန်ရှင်းရေးလုပ်ပြီးမှအောင်ပွဲခံညစာအကြီးကျယ်စားကြတာပေါ့သူည16 54လေရေလောက်ကြတာပေါ့ Mom Grace ကျေးဇူးပါမောင်ရေဒီလက်ဆောင်ကတိတ်ကောင်းတာပဲ Dad Ethan မင်းကအကောင်းဆုံးနဲ့ထိုက်တန်ပါတယ်ချစ်သူရေဟုတ်တယ်မလားအတင်းသားတို့ရောဟုတ်တယ်မေမေကတကဘာလုံးမှာအကောင်းဆုံးအမေပဲမဲပြီးတော့ငါတို့ကောင်းကင်ကကျယ်တွေအကုန်လုံးထက်မေမေကိုပိုချစ်တယ် Mom Grace အော် ငါရဲ့အင်ဂျယ်လေးတွေကိုလည်းအမေချစ်ပါတယ်တွေ့တယ်မလား Valentine's Day ဆိုတာချစ်ချင်းမြတ်တာကိုပြသဖို့အကောင်းဆုံးအချိန်ပါပဲစုံတွဲတွေအတွက်တင်မဟုတ်ပဲမိသားစုချစ်ချင်းမြတ်တာအတွက်လည်းအထူးအချိန်ပါပဲဇလန်းသုံးဂျုံစီဖုန်းဆက်ရမယ်ဒါပေမဲ့ तू အိတ်နေတာများလားမဟုတ်ဘူးဖုန်းဆက်ကြည့်တဲ့နဲ့ Mom Grace Ethan ကျေးဇူးပြုပြီးခောက်တုံးခောက်ပြန်မလျှောက်ပါနဲ့တော့ရှင့်ကိုကြည့်ပြီးငါအကောင်းမူလာပြီးတတိချင်းကအစင်သင့်ဖြစ်နေပြီးအဲ့ဒါကသူ့အတွက်ဗီတာမင်တွေပါတာပေါ့ Dad Ethan မိမရေ ငါတို့သွားတင်တာတေချာရဲ့လားသူခုမှခွဲစိတ်ထားတာလေနာကျင်နေမှဧည့်သည်တွေတွေ့ချင်မှတွေ့ချင်မှာပါလျုံအဖေဦးလေးကြောင့်အဆင်ပြေရဲ့လားအမေရသူတန်ရာရသွားတာလားလျုံအဖေဆရာဝန်ကသူ့ကိုဆေးထိုးပေးတာလားဆေးထိုးအကြီးကဒီလောက်အကြီးကြီးလားသူည18 17မဲအိုးမဟုတ်ဘူးဆေးထိုးအကြီးသူငိုမလားအမေတားလဲဆေးထိုးရင်ငိုတာပဲ Mom Grace နားထောင်ကြပါဦးကလေးတို့ဦးလေးကြောင့်ကဆရာဝန်တွေကူညီပေးနိုင်အောင်ဆေးရုံမှာရှိနေတာပါဆေးထိုးတာကတက်တာအောင်ကူညီပေးတာနာကျင်တာတွေကိုပျောက်စေတယ်ငါတို့ကသူ့ကိုပြုံးရွှင်သွားအောင်သွားကြတာစိတ်ချမ်းသာရင်ယောဂတက်တာလွယ်တာပေါ့ကဲသွားကြဆိုရောက်ခါနေပြီဆေးရုံကြီးကတိတ်ကြီးတာပဲလေဝါအဖေဟိုကားကိုကြည့်စပါဦးအတန်တိတ်ကျဲတာပဲဘာလို့မိမိတွေနဲ့အတန်ကြဲကြဲပေးနေတာလဲ Dad Ethan အဲ့ဒါရေးပေါ်ကား ambulance လို့ခေါ်တယ်လေအလုံးနေမကောင်းတဲ့သူတွေကိုတင်တာအတန်ကြဲကြဲကအိုးအိုးတန်စရင်လေတခြားကားတွေကိုဖယ်ပေးဖို့ပြောတာ Mom Grace ဟုတ်တယ်အရေးပေါ်ကိစ္စအတွက်ပါလူတွေကိုကယ်ဖို့မြန်မြန်မောင်းရတာလေအမေလူနာတင်ကားကငါတို့နဲ့တနေရာတဲကိုသွားတာလား Mom Grace ဟုတ်တယ်တားရဲ့သူတို့အရေးပေါ်ဌာနကိုသွားနေကြတာဆရာဝန်တွေစောင့်နေကြတယ် Dad Ethan အိုမဟုတ်သေးပါဘူးဒီကားပါကင်ကဝင်ကပါအတိုင်းပဲနေရာဘယ်မှာပါလဲလေအဖေဘယ်ဘက်သွားမဟုတ်ဘူးညာဘက်သွားအဖေနေရာတစ်ခုလွန်သွားပြီ Dad Ethan အိုခဏဆောင်အဲ့ဒါကတိတ်ကျင်းလွန်းနေ Mom Grace ထက်ရှာကြည့်ပါအဲ့တဲ့ပါကင်ဆိုတဲ့ဆိုင်းဘုတ်ကိုလိုက်ကြည့်မဲအဖေဟိုမှာကြည့်ပါဦးဧည့်သည်ပါကင်ကညာဘက်မှာ Dad Ethan အားတွေ့ပြီးကျေးဇူးပါမဲနောက်ဆုံးတော့ဟုတ်ပြီစံပြပါကင်ထိုးလိုက်ပြီ Mom Grace တော်ရဲကဲသွားကြစို့ဦးလေးကြောင့်စောင့်နေတော့မယ်လေအမေဒီထဲမှာအနံ့ကြီးကတမျိုးပဲ Mom Grace အဲ့ဒါပိုးသက်ဆေးနံလို့ခေါ်တယ်ဆေးရုံကိုတန့်ရှင်းအောင်ထိန်းထားတာအားလုံးမဝင်ခင်ဒီဆက်ကိုခဏကြည့်ပါဦးဆေးရုံတွေမှာပိုးမွားတွေအများကြီးရှိတယ်လက်ကိုတန့်ရှင်းအောင်ဆေးရုံမယ်လက်ကိုဒီလိုကုတ်ပါတန့်ရှင်းပြီးဘေးကင်းသွားအောင်မဲရအေးအေးလေးနဲ့တံပရာသီးနဲ့မှုေးနေတာပဲကြိုက်လိုက်တာပိုးမွားတွေရေပိုင်ပိုင်ငါခုတန့်ရှင်းသွားပြီအမေဓာတ်လေကားရောက်ပြီးပြိုင်ပြေးကြရအောင်ပထမဆုံးရောက်တဲ့သူအနိုင်ပဲ Mom Grace လူရက်လိုက်ပတ်ဝန်းကျင်ကိုကြည့်ဦးဆေးရုံကတိတ်ဆိတ်ဖို့လိုတယ်လူနာတွေအနားယူဖို့လိုတယ်စီကန်းကလမ်းလျှောက်ပါမပြေးပါနဲ့အတန်တိုးတိုးပြောပါတယ်လို့တောင်းပန်ပါတယ်အမေတားလမ်းပဲလျှောက်ပါတော့မယ် Dad Ethan မင်္ဂလာမွန်းလွဲပါမမလူနာတယောက်စီလာတာပါ receptionist မင်္ဂလာမွန်းလွဲပါရှင်လူနာအမည်ဘသူပါလဲရှင် Dad Ethan သူ့နာမည် John Smith ပါမနေ့ကအစာအိမ်ခွဲစိတ်ဖို့ဝင်ထားတာပါ Receptionist စစ်ပေးပါမယ်ရှင် John Smith ဟုတ်ကဲ့အခန်း305မှာပါရှင်တတိယထပ်မှာပါဟိုဘက်ကဓာတ်လေကားကိုစီးသွားပါရှင် Dad Ethan အခန်း305အများကြီးကျေးဇူးတင်ပါတယ် Mom Grace လူခဏဆောင်မဝင်နဲ့ဦးဝေကိုဘာလို့လဲမဲရတကားပွင့်နေပြီလေမဲရကြည်စမ်းလျိုအထဲကလူတွေအပြင်ထွက်အောင်အရင်ဦးစားပေးရမယ်တကားကိုပိတ်ရထားရင်ဘယ်သူမှသွားလို့မရဘူးထွက်သွားတာကိုစောင့်ပြီးမှငါတို့ဝင်ရမယ် Dad Ethan က
အခုလူရှင်းသွားပြီးဝင်ကြစို့အတင်းသားတို့ Dad Ethan တောက်မင်္ဂလာပါတငယ်ချင်းဟောင်းကြီး Ethan Grace နဲ့ကလေးတွေလာကြတယ် Uncle John မင်းတို့ကိုတွေ့ရတာဝမ်းသာလိုက်တာ Mom Grace နေလို့ဘလို့ရှိလဲကြောင်းနည်းနည်းဖြူဖြောနေတယ်လို့ပဲမဲမင်္ဂလာပါဦးလေးကြောင်းဦးလေးအတွက်တတိချင်းယူလာပေးတယ်တားတေချာစေးကြောထားတာအမြန်ဆုံးတက်တာပါစေလို့ဆုတောင်းပါတယ် Uncle John ကျေးဇူးပါမဲရရဲ့ Leo ဦးလေးကြောင်းအဲ့ဒီပလင်းကြီးကဘာလဲ Uncle John အဲ့ဒါဦးလေးရဲ့ဆေးလေးပလင်းထဲကဆေးရည် drug လို့ခေါ်တယ်သွေးကြောတဲ့တိုက်ရိုက်ဝင်တာ Leo အကနာလားကြောက်စရာကောင်းလား Uncle John နည်းနည်းပါပဲပရွက်စိတ်ကြိုက်တယ်လို့ပါပဲဒါပေမဲ့အစာအိမ်နာတာကိုပျောက်အောင်ကူညီပေးတယ် Leo ဝါဒီအဝေးထိန်ခလုတ်ကဘာလဲခလုတ်တွေအများကြီးပါလားမဲရတာနဲ့ဘယ်တော့အိမ်ပြန်လို့ရမလဲ Dad Ethan ဝဘာဖြစ်တာလဲ John မင်းအဆင်ပြေရဲ့လားကတင်ကလှုပ်နေတယ် Mom Grace Leo ချက်ချင်းအဲ့ဒါကိုအောက်ချလိုက် Leo တားကြည့်ချင်ုံတင်မှာ Mom Grace လို့နားထောင်ပါအဲ့ဒါဆေးဘက်ဆိုင်ရာကိရိယာတွေကစားစရာမဟုတ်ဘူးတွားထိရင်ဦးလေးကြုံကိုထိခိုက်စေနိုင်တယ်ဆေးရုံကိရိယာတွေကိုဘယ်တော့မှမထိရဘူးနားလေလား Leo တောင်းပန်ပါတယ်ဦးလေးကြောင်တောင်းပန်ပါတယ်အမေနောက်ဆိုသားမလုပ်တော့ပါဘူး Uncle John ရပါတယ် Leo ရဲ့အဆင်ပြေပါတယ်နောက်တစ်ခါကျသတိထားပေါ့ဒေါက်တာမင်္ဂလာမွန်းလွဲပါလူနာကိုစစ်ဆေးပေးတာပါမစ္စတာစမစ်ခမရဲ့အစာအိမ်ကပိုကောင်းလာပါပြီဒါပေမဲ့ခမရဲ့နေထိုင်မှုပုံစံအကြောင်းပြောဖို့လိုတယ် Mom Grace ဆရာမသူဘာလို့ဖျားရတာလဲသူကပုံမှန်ဆိုတတ်မှာပါတယ် Uncle John ဟုတ်တယ်ကျွန်တော်အလုပ်အပင်ပန်းခံလွန်တယ်ညနေမှအိတ်တယ်ပြီးတော့ junk food အစာပြေမုန့်တွေအများကြီးစားတယ်ဘာကပီဇာအေးတွေဒေါက်တာအဲ့ဒါပြဿနာပဲခမခန္ဓာကိုယ်ကဂရုစိုက်ဖို့လိုအပ်တယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုဘဝအတွက်စီကံတွေဒီမှာတဲ့ဟင်းသီးဟင်းရွက်ပိုစားပါရေပိုတောက်ပါအမိုက်စားစာတွေမစားပါနဲ့တော့နှစ်အချိန်မှန်အိပ်ပါအနားယူဖို့အရေးကြီးပါတယ်၃ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူပါနာကျင်လာတဲ့အထိမဆောက်ပါနဲ့ Leo အိုးမဟုတ်ဘူးသားလဲဘာကကြိုက်တာပဲပြီးတော့ဆေးစစ်တာမုန်းတယ်ဒါပေမဲ့ဦးလေးကိုဒီမှာတွေ့တော့သားကြောက်လာပြီး Uncle John အဲ့ဒါငါ့ကိုကြည့်လိုက်ငါလိုကောင်းမမှာပါနဲ့ကျမ်းမာခြင်းသည်လက်တဘာပါတငယ်ချင်းရဲ့ဆရာဝန်စီသွားဖို့နာကျင်လာတဲ့အထိမဆောက်ပါနဲ့ Dad Ethan မင်းပြောတာမှန်ပါတယ် John ဒီနေ့ငါသင်ခန်းစာအကြီးကြီးရလိုက်ပြီးမနေ့ပြန်ဆေးစစ်ဖို့ဘုတ်ကင်လုပ်မယ်ငါအကျင့်တွေကိုလည်းပြောင်းလဲမယ် Uncle John အဲ့ဒီလိုကြားရတာဝမ်းသာပါတယ်ဟဲ့ငါတို့အားလုံးအခုကစပြီးကျန်းမာရေးနဲ့ညီညွတ်တာတွေကိုစားကြတာပေါ့ဒေါက်တာအားလုံးပဲပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူကြပါယောဂမဖြစ်ခင်ကာကွယ်ခြင်းကကုသခြင်းထက်ပိုကောင်းပါတယ် Mom Grace ကလေးတို့ကျန်းမာအောင်နေကြပါဆေးရုံမှာတိတ်တိတ်စီစီနေဖို့မမေ့ကြနဲ့နော် Grace ဒီဗီဒီယိုလေးကောင်းတယ်ဆိုရင် like နဲ့ share လုပ်ပေးပါဦး English for Newbie ကိုလည်း subscribe လုပ်ဖို့မမေ့နဲ့နော် Leo TV မှာဘာမှကြည့်စရာမရှိဘူးမဲရတားသွားခြင်းနဲ့ပြောစရာနေရာစဉ်းစားနေတာ Dad Ethan surprise ဒီစာကိုကြည်စမ်းပါဦး Leo ဘေးစာရွက်လား Dad Ethan မဟုတ်ဘူးခီးစဉ်ပေါက်တာငါတို့ Australia ကိုတွားကြတော့မယ် Leo ရဲ့ Australia မဲရဝါကြည့်စပါဦး Opera House ကခရူးခွန်အဖြူရောင်လေးတွေနဲ့တူတယ်လှလိုက်တာ Dad Ethan ဟုတ်တယ်အဲ့ဒါ Sydney Opera House လို့ခေါ်တယ်ဂီတနဲ့အမှုပညာဗဟိုဌာနပေါ့လူတွေကအဲ့ဒါကို Australia ရဲ့တင်ဂီတလို့ခေါ်ကြတယ် Leo တရားကြီးကိုလည်းကြည့်ပါဦးကြည့်ပဲ Dad Ethan အဲ့ဒါဟာပါတရား Harbour Bridge လေသူ့ပုံစံကြောင့်လူတွေကဂျိတ်ချိတ်လို့ခေါ်ကြတယ် Mom Grace Ethan ငါတို့တရားကိုမမြင်ရတော့ဘူး Dad Ethan sorry လာကြအားလုံး selfie ရိုက်မလို့ oh cheese Dad Ethan နောက်တနေရာကဦးလူယူပြိုလိုမဲပူလိုက်တာတဲနီတွေကိုကြည့်စပါဦး Dad Ethan ငါတို့အနီရောင်ဗဟိုဌာနကိုရောက်နေတာအဲ့ဒီကြောက်ဆောင်ကြီးကဦးလူယူလို့ခေါ်တာလဲရဝါတိတ်ကြီးပြီးနီနေတာပဲမဲကြည့်ပါဦးဘူမယန်ဘုံရိုင်းလက်နဲ့ကြည့်ထားနော်
ဘယ်ရောက်သွားတာလဲပြန်မလာတော့ဘူးလီယိုကြည့်ပါဦးတစ်ပုတ်ကောင်ကန်ဂရီကအဲ့ဒါကိုရသွားပြီးမဲတစ်ပုတ်ကောင်ကစော့ချင်နေတာဒက်အဲ့ဒါနောက်တနေရာက Great Barrier Reef Dad FN အောက်ကိုကြည့်ကြပါဦးအားလုံးငါတို့တန်တာကြောက်တန်းကြီး Great Barrier Reef စီရောက်နေပြီအဲ့ဒါကဘာပေါ်မှာအကြီးဆုံးတန်တာကြောက်တန်းပဲမဲဝါတန်တာကြောက်တန်းကအယောင်ဆုံးလိုက်တာလူပြက်ငါးလေး clownfish တွေကိုတွေ့တယ်ဟိုင်းငါးလေးတို့လေကိုခဏလေးအကြီးကြီးတစ်ခုလာနေတယ်ငါမန်လာမွန်စတာလာဒတ်အဲ့ဒါမဟုတ်ပါဘူးတားရဲ့ပင်လယ်လေးကြီးပါသူဖြည်းဖြည်းချင်းကူးခတ်နေတာမဲရဲ့အိုးမင်္ဂလာပါမစ္စတာလက်ကြီးလေယောတာဩစတြေးလျကိုသဘောကျတယ်ပင်လယ်နဲ့တဘာဝတရားကလှတယ်တစ်ပုတ်ကောင်တွေကလည်းရေရတယ်တာနောက်ထပ်လာချင်သေးတယ်ဒက်အသန်ဒါငါတို့ကြုံဘူးသမျှအကောင်းဆုံးစွန်စားခန်းပါပဲမောင်ဂရေးခီးသွားခြင်းကအစ်စ်တွေကိုတင်ယူစေပါတယ်ငါတို့အတူတူစူးစမ်းရတာသဘောကျတယ်မဲရဩစတြေးလျကိုကြိုက်ကြရဲ့လားဒီဗီဒီယိုကိုခုပဲ like နဲ့ share လုပ်လိုက်ပါDad Ethan မြင်လောက်ကြအချိန်ကိုကြည့်ဦးနောက်ကျနေပြီလီယိုသားကိုစောင့်ပါဦးအဖေသားချေအိတ်တစ်ဖက်ရှာမတွေ့လို့မဲရအမေဒီနေ့သားကြောပိုးအိတ်ကတိတ်လေးနေတယ် Mom Grace သားတတ်မှာပါတယ်မဲရရဲ့အမှုပညာသင်တန်းပြောစရာကောင်းပါစေမဲရဲ့ကျေးဇူးပါအမေဘိုင်ဘိုင် Mom Grace ဘိုင်ဘိုင်အလုပ်ကြိုးစားလုပ်တော့ Ethan Dad Ethan ကျေးဇူးပါမိမရဲ့အားလည်းရက်မှာအနားယူပါဘိုင်ဘိုင် Mom Grace နောက်ဆုံးတော့တိတ်ဆိတ်သွားပြီအားလုံးအပြင်ထွက်သွားကြပြီငါနဲ့ငါရဲ့အားလည်းရက်ပဲကျန်တော့တယ် Mom Grace ကိုမျက်နှာပြင်ကမဲနေပါလားအားသွင်းဖို့လိုနေတာဖြစ်မယ်တနစ်သုံးပါမှမလာသေးဘူးအိုးမဟုတ်ဘူးလုံးဝတည်သွားပြီ Mom Grace အိုးမဟုတ်ဘူးဖုန်းလည်းမရှိသတင်းလည်းမရှိ Facebook လည်းမရှိငါအခုဘာလုပ်ရမလဲ Mom Grace ဒါပေမဲ့ကြည့်ပါဦးနေအောင်သာနေတဲ့ကောင်းကင်ကြီးကပြလင်းနေတာပဲဖုန်းကိုဘယ်သူလိုချင်လို့လဲငါအပြင်ထွက်တော့မယ် Mom Grace ပုံမှန်ဆိုငါအလုပ်ကိုအပြေးလွှားသွားရတာဖုန်းကိုပဲကြည့်နေရတာဒါပေမဲ့ဒီနေ့တော့ငါဖြည်းဖြည်းချင်းလမ်းလျှောက်နေတယ်အကြောင်းကြားစာ notification အတန်တွေမကြားရတော့တိတ်ဆိတ်လိုက်တာလေတိုးတန်ကိုပါကြားနေရပြီအဲ့ဒါကဂီတနဲ့တူတယ် Mom Grace တစ်ပင်တွေကတိတ်မြင့်တာပဲတိရွက်တွေကလေထဲမှာကနေကြတယ်လှလိုက်တာ Mom Grace ငွေးနေတာပဲအဲ့ဒါလက်ဆက်တဲ့ပေါင်မုံနံလား Baker မင်္ဂလာနံနက်ခင်းပါ Grace Mom Grace မင်္ဂလာနံနက်ခင်းပါကရိုဆန့်မုတ်တစ်လုံးပေးပါ Baker ရောပါပူပူလေးသုံးဆောင်ပါ Mom Grace ဝါနေတာပဲ Mom Grace ကိုစာအုပ်ဆိုင်ဝင်ကြည့်ရအောင်ဒီစာအုပ်ဆိုင်ကတိတ်ဆိတ်လိုက်တာစာအုပ်ဟောင်းနှံကိုသဘောကျတယ် bookseller ဟုတ်တယ်တမိုင်းဝင်အနက်တင်းနေတာမဟုတ်ဘူးလား Mom Grace စာရွက်တွေကလည်းအစ်စ်မှန်ခံစားရတယ်ဖုန်းမျက်နှာပြင်လိုအပြာရောင်လင်းမဟုတ်ဘူး bookseller စာအုပ်အစ်စ်ဖတ်တာကမျက်လုံးနဲ့စိတ်ဓာတ်အတွက်အကျိုးရှိပါတယ် Mom Grace ရှင်ပြောတာမှန်ပါတယ်ငါဒီတအုပ်ယူမယ်Mom Grace ဝါပန်းတွေကိုကြည့်စပါဦး florist ပန်းအချို့ဝယ်ချင်လို့လား Mom Grace ဟုတ်ကဲ့လက်လက်ဆက်ဆက်လေးတွေပဲမိသားစုအတွက်တဘာဝတရားကိုအိမ်ယူသွားခြင်းလို့ပါ Mom Grace တိတ်မောတာပဲခြေထောက်တွေနာနေပြီ Dad Ethan Grace အဆင်ပြေရဲ့လားငါမင်းစီတစ်ဆက်ချိန်မကဖုန်းခေါ်ခဲ့တာ Mom Grace ငါဖုန်းတည်သွားလို့ပါပဲဆန်ဘာမှမစစ်ဖြစ်ဘူး Dad Ethan ဖုန်းမပါပဲအဆင်ပြေရဲ့လား Mom Grace ငါအဆင်ပြေပါတယ် Ethan တကယ်တော့အဆန်းပြဆုံးပါပဲဖြည်းဖြည်းချင်းလမ်းလျှောက်ခဲ့တဲ့စစ်မှန်တဲ့အစားအစာကို
မြည်ဆန်းခဲ့တယ်ပြီးတော့ကဘာကြီးကိုတကယ်မြင်တွေ့ခဲ့ရတယ်တဲ့အတန်းတကယ်လား Mom Grace ဟုတ်တယ်ဖုန်းနဲ့အဆက်ဖြတ်လိုက်တာကငါ့ကိုငါပြန်လဲချိတ်ဆက်ဖို့အခွင့်အရေးရသွားတာပဲ Dad အဲ့ဒါသင်ခန်းစာကောင်းမယ်ဒီညတော့ဖုန်းမသုံးတော့ဘူးမိသားစုအချိန်ပဲပေးမယ် Mom Grace မိသားစုအချိန်ကိုသဘောကျတယ် Leo အမေဒီတနင်္ဂနွေနေ့ကပြင်းစရာကောင်းလိုက်တာတားရဲ့ကားစက်ကူတွေလည်းပြင်းစရာပဲမဲရဲ့သမီးလည်းတူတူပဲကျောင်းလည်းမရှိတငယ်ချင်းလည်းမရှိဘာမှမရှိဘူးလုပ်စရာဘာမှမရှိဘူး Mom Grace ကြည့်ပါဦးငါမှာတာဝန်တစ်ခုရှိတယ် Leo မဲရဲ့တာဝန်ဟုတ်လား Mom Grace ဟုတ်တယ်ဒီအပင်ပေါက်လေးအိမ်တအိမ်လိုနေတယ်မြေစီလွာနဲ့နေအောင်လိုတယ်ငါ့ကိုကူညီကြမလား Leo ကူညီမယ်လို့ဘသူပြောလိုက်တာလဲစူပါစိုက်ပျိုးရေးသမားရောက်ပါပြီ Mom Grace ပန်းချံကိုတွားကြဆိုမဲအမေဘာလို့အပင်တွေစိုက်တာလဲဘာလို့အရေးကြီးတာလဲ Mom Grace မေးခွန်းကောင်းပဲတစ်ပင်တွေကစူပါဟီးရိုးတွေလေအသက်ရှူသွင်းအသက်ရှူထုတ်လေကောင်းလေတန့်ကျေးဇူးပါ Mr. တစ်ပင် Mom Grace တစ်ပင်တွေကလေကောင်းလေတန့်ထုတ်ပေးတယ်အောက်ဆီဂျင်လို့ခေါ်တယ်ပြီးတော့အရေးလဲပေးတယ်မဲငှက်တွေလည်းတစ်ပင်မှာနေကြတယ်တတဝါတွေအတွက်အိမ်ပေါ့ Mom Grace ကွက်တီပဲမဲအောက်ဆီဂျင်အရေးနဲ့အိမ်တစ်ပင်တွေကအံ့ဩဖို့ကောင်းတဲ့ Dad Ethan ဒီမှာစိုက်ကြဆိုတာအကောင်းဆုံးနေရာပဲ Dad Ethan မြေကမာနေတယ်ဒါပေမဲ့မစိုးရိမ်နဲ့ကလေးတို့မင်းတို့အဖေကိုကြည့်ထားမင်းတို့အဖေကိုကြည့်ထား Dad Ethan ချော်လဲတန်မဲအဖေအဖေနှာခေါင်းမှာရှုပ်နေပေနေပြီအဖေကရေရတယ်သမီးကူညီမယ်လို့ဟိုကျင်းထဲမှာတခုခုလှုပ်နေတယ်ငွေလား Mom Grace ကြောက်မနေပါနဲ့တေချာကြည့်ပါအဲ့ဒါတီကောင်လေးပါအိုယောစိန်ရွှဲရွှဲကြီး Mom Grace မဟုတ်ဘူးသူကမိတ်ဆွေပါတီကောင်ကတင်းငယ်တဲ့စိုက်ပျိုးရေးသမားလေးမြေကြီးထဲမှာလိုင်ကောင်းတွေတူးပေးတာအဲ့ဒါကရေတွေကိုတစ်ပင်မြစ်စီရောက်အောင်ကူညီပေးတယ်မဲရမင်္ဂလာပါ Mr. တီကောင်ငါတို့အပင်ကြီးထွားအောင်ကူညီပေးပါနော် Mom Grace ကညင်ညင်တာတာလုံနော်အမြစ်တွေကခြေထောက်လိုပဲမြေကြီးထဲကရေကိုတောက်တာရေတောက်ပါအပင်ပေါက်လေးမဲအမေကြည့်ပါဦးတိတ်သေးတာပဲသမီးထက်တောင်တိုသေးတယ်ဘယ်တော့အကြီးကြီးဖြစ်မှလဲ Mom Grace စိတ်ရှိပါလို့ရဲ့တစ်ပင်တွေကဖြည်းဖြည်းချင်းကြီးတာဒါပေမဲ့တန်မာလာမှာပါမင်းနဲ့မဲလို့ပေါ့နည်းနည်းစီကြီးလာမှာဘလောက်ဒါပေမဲ့အမေတန်းကြံကအကြီးကြီးပဲငါတို့အပင်ကိုမေ့သွားရင်ဘယ်လိုလုပ်မလဲ Mom Grace မစိုးရိမ်ပါနဲ့ငါမှာ surprise ရှိတယ်နာမည်ပေးကြရအောင်မဲရပျော်ရွှင်သောတစ်ပင်နဲ့ Leo ဆံပဲဘာလို့ဆိုငါတို့ဒီနေ့ပျော်နေကြတာလေမဲရမြန်မြန်ကြီးထွားပါနော်ပျော်ရွှင်သောတစ်ပင်လေးDad Ethan တော်တဲ့အတင်းသားတို့ငါတို့လုံနိုင်ခဲ့ပြီ High five လက်ဝါးချင်းရိုက်လှုပ်လိုက်ကြရအောင် Mom Grace ဟုတ်တယ်ငါတို့နေ့ရက်ကတိတ်တာရတာပဲမင်းတို့ရောအပင်ဆိုင်ရတာကြိုက်ကြလားမဲဘာပင်ဆိုင်ခဲ့ဘူးလဲကွန်မန့်မှာပြောခဲ့ကြပါဦး Will ဒီဗီဒီယိုလေးအကျိုးရှိတယ်ဆိုရင် like နဲ့ share လုပ်ပေးပါဦးမဲငါတို့နဲ့အတူပြောစရာဇာတ်လမ်းတွေကြည့်ဖို့ subscribe လုပ်ထားကြပါဦး wow bye bye နောက်တစ်ခါမှတွေ့ကြမယ်